ဖះရှင်တကယ်လို့တွေ့လို့ဖူးရတယ်ဆိုတော့ခဏသွားပြီးတစ်ချိန်လုံးဖူးလို့မရဘူးဖះရှင်တော့ဖူးဖို့အတွက်မမြဲပါဘူးဖះတပည့်တော်အဲ့လိုဆရာလေးကဘလို့တိလို့ကြာဝက်ချင်တာလဲ တပည့်တော်ကတရားဘလို့ရှုရရဲ့တရားရဲ့အရှိတ်ဖူတာအေးချမ်းနဲ့တရားဘလို့ကြည့်ရင်ကောင်းတယ်ကုသိုလ်ကောင်းမှုကံနေတပည့်တော်ကရကျင်လို့မဟုတ်ဘူးဗျာတကယ်တရားအားထုတ်ရှင်လို့တပည့်တော်ကကြာဝတ်ချင်တာပါဗျာတရားအားထုတ်ရှင်လို့တင်ပါကုသိုလ်ရချင်လို့လည်းမဟုတ်ဘူးမဟုတ်ပါဘူးဗျာဒါရချင်လို့လဲဘာမှမရချင်ပါဘူးဗျာတပည့်တော်တကယ်ရချင်တာတပည့်တော်ရှာတော့မတရားရဲ့အရာတာတပည့်တော်ပဲရချင်တာပါဗျာတရားရတာပဲရချင်တင်ပါဗျာရပြီးရင်ရောဘာလို့လုပ်လဲရပြီးလို့ရှိရင်လေတရားရဲ့အရာတာဦးကျန်တဲ့လူကြီးတရားတပည့်တော်မျှဝေမယ်ခေါ်တော်မူပါမယ်ဗျာတရားရအောင်အဲ့ဆိုတရားမြတ်ထိုင်တင်ပါဗျာနော်တရားနားလည်ရင်ဘာဖြစ်လဲဘာအကျိုးရတရားနားလည်လို့ရှိရင်အေးချမ်းနေတရားရဲ့ရိတ်ကအေးချမ်းပါရဲ့ဗျာမပူပင်ပါဘူးဗျာတပည့်တော်အိမ်ပြန်လို့ရှိရင်ထပ်ပူပင်ရပါလိမ့်မယ်ဗျာအပူတော့ကရင်နဲ့ပါဗျာအိမ်ပြန်ဘာတွေပူရအိမ်ပြန်လို့ရှိရင်ဟိုဟာလောက်ပြဒီဟာလောက်ပြတပည့်တော်လောက်တာတော့အခုလိုကောင်းမှုရရင်မဟုတ်ပါဘူးတို့ကိုယ့်ရဲ့မိဘကိုလည်းလှုပ်ကြွေးတင်ပါဗျာတပည့်တော်တရားဟောတဲ့တဲမှာလည်းပါပါဗျာအဲ့ဒါကြောင့်လှုပ်ပြပါဗျာဒါပေမဲ့တပည့်တော်အိမ်မှာဟိုကျောင်းဖာဖတ်တယ်ဝတ္ထုဖတ်တယ်မိတော်ဖျားရှိခုမဲကိုမခိုးနဲ့ဖျားရှိခုလည်းမဲဖို့တခါတလေခိုးဖျောင်းနိုင်မရှိတော့မပြေကုန်တော့လေမရှိခိုးခြင်းမဟုတ်ဗျာဖျောင်းနိုင်မရှိအမွေးနိုင်မရှိလိုက်မိချစ်ကပြောင်းလိုက်အဲ့လိုမျိုးမလို့ဗျာအိမ်မှာလည်းတရားအားထုတ်တာနေပါဗျာစာကြက်တာနဲ့စာဖတ်တာနဲ့ပဲများလို့ဒီမှာကျတော့ဖတ်တယ်ကြက်တယ်တရားလည်းအားထုတ်တယ်ဆိုတော့ဒီမှာပို့ပြောပါတယ်ဗျာဟုတ်ပြီ